အားလုံးပဲမင်္ဂလာပါအစ္စရေးကအီရန်ကိုလက်ဦးယူပြီးတော့မှတိုက်ခိုက်ခဲ့တဲ့ဒီတိုက်ခိုက်မှုဟာဆိုရင်ဒါအစ္စရေးအတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့သူကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဘန်ဂျာမင်နာတန်ယေဟူကပြောဆိုခဲ့ပါတယ်သူလက်ဦးယူတိုက်ခိုက်မှုဆိုတာက preemptive strike ပေါ့နော်ဒါလက်ဦးယူတာမဟုတ်ဘူးဒါပြောမယ်ဆိုရင်ကာကွယ်တိုက်ခိုက်မှုဖြစ်တယ်လို့သူပြောတယ်ဘာလို့လဲဆိုတော့အီရန်ကနျူကလ িয়ার လက်နက်ရရှိဖို့အတွက်ဒါနှစ်ပိုင်းသူပြောတာကလပိုင်းလောက်ပဲကြံတော့တယ်ဆိုတော့နျူကလ িয়ার လက်နက်တာသူ့လက်ထဲမှာရတော့မယ်ဆိုရင်အစ္စရေးကိုသူချင်းချောက်ခဲ့တယ်လို့ပဲကမ္ဘာမြေပုံကနေပျက်စီးအောင်တော့ပျောက်သွားအောင်သူလုပ်မယ်ဆိုမှချင်းချောက်နေတာဖြစ်တယ်မကပါဘူးဒါအမေရိကန်နဲ့နောက်ပြီးတော့ရှေ့လေပိုင်းမှာရှိတဲ့တခြားမွတ်စလင်နိုင်ငံတွေပေါ့ဆူနီမွတ်စလင်နိုင်ငံတွေတော်တော်များများကိုလည်းပဲသူကဒါတိုက်ခိုက်ဖို့ရှိပါတယ်ဒါကြောင့်မို့ရှေ့လေပိုင်းအတွက်ပါမကဘူးကမ္ဘာကြီးတစ်ခုလုံးအတွက်ပါချင်းချောက်မှုရှိတဲ့အတွက်ကြောင့်အစ္စရေးကလက်ဦးယူပြီးတော့မှသူ့ကိုဒီရန်ကနဲ့ဒါချင်းချောက်မှုကနဲ့ကာကွယ်တားဆီးလိုက်တာဖြစ်ပါတယ်အဲ့တော့ချုပ် commentator တွေပြောတာကတကယ်လို့ Israel ကဒါမတိုက်ခဲ့ဘူးဆိုရင်ဝင်ရောက်ပြီးတော့မှဒါကြိုတင်လက်ဦးယူပြီးတော့မှမကာကွယ်ဘူးဆိုရင်တဲ့ဒါအရင်နာဇီတုန်းကဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေထဲတော့မှပိုဆိုးသွားနိုင်တယ်ဆိုပြီးတော့ပြောပါတယ်။ဘာလို့တကယ်ကိုအကြမ်းဖက်တွေကိုဦးစားပေးတဲ့ထောက်ပံ့အားပေးတဲ့ဒီအီရန်နိုင်ငံကိုဒါအီရန်နိုင်ငံကဒါပေါ့နော်ဒါနျူကလ িয়ার လက်နဲ့ပိုင်ဆိုင်သွားမယ်ဆိုရင်သူကလုံးဝလုံမယ်ဆိုတာကိုဒါချင်းချောက်တဲ့အတိုင်းလုံမယ်ဆိုတာသိချာနေတဲ့အတွက်ဖြစ်ပါတယ်အဲ့တော့တချို့ကတော့ဘယ်လိုတော့မြင်လဲဆိုတော့ Israel ကပြောမယ်ဆိုရင်ဒါတတိရှိနဲ့ရှေ့တန်းထွက်ပြီးတော့မှအားလုံးကိုစားသူလှုပ်သွားတာဆိုပြီးတော့မှပြောတဲ့လူတွေရှိပါတယ်ဘာလို့လဲဆိုတော့ Saudi Arabia တို့ Jordan တို့ Bahrain တို့ Egypt တို့ UAE တို့ကလည်းပဲဒါအီရန်ကိုမကြိုက်ဘူးဒါပေမဲ့သူတို့ကမပြောရဘူးဒါနိုင်ငံရေး conflict မဖြစ်ချင်ဘူးစစ်ပွဲမဖြစ်ချင်ဘူးအမေရိကန်ကိုယ်တိုင်ပင်လျင်ဒါအီရန်ကိုတော်တော်လေးကိုဒါဟောပေါ့ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်တယ်ဒါပေမဲ့ညှိနှိုင်းဆောင်ရွက်မှုအထဲမှာလည်းအီရန်ကရွေချက်ရှိနဲ့အချိန်ဆွဲပြီးတော့နျူကလ িয়ার လက်နက်ရအောင်ဒီမှာတစ်ဖက်မှာလည်းပဲညှိနှိုင်းနေတယ်ဒါပေမဲ့တစ်ဖက်မှာသူနျူကလ িয়ার လက်နက်ကိုရတဲ့နည်းနဲ့ရအောင်မရတဲ့နည်းနဲ့ရအောင်သူကစူးစမ်းလှုပ်ဆောင်နေတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီဘက်မှာတော့ခုနပြောလို့သူ့ကိုမပိတ်ဆို့ဖို့သူ့ကိုအေးယူဖို့အေးမယူဖို့အတွက်ဓာတ်မခတ်ဖို့အတွက်သူက negotiation table တော့လာတယ်ဒါပေမဲ့သူသဘောမတူဘူးနော်တမင်ကိုသဘောမတူဘဲနဲ့ဒါကျိုးစီဆွဲပြီးတော့မှသွားနေတဲ့သဘောရှိတယ်ဒေါ်နယ်ထရမ့်တောင်မှစိတ်မရှိနိုင်တော့တဲ့အထိဖြစ်တဲ့အတွက်ကြောင့်သူ့ဘာပြောလဲဆိုတော့မင်းအမြန်ဆုံးဒီသဘောတူညီချက်ကိုရယူပါဆိုပြီးတော့မှဒါအကြိမ်ကြိမ်တိုက်တွန်းသွားတာတွေ့ရတယ်အဲ့တော့အခု Israel ရဲ့တိုက်ခိုက်မှုမှာကြတော့အမေရိကန်ကမပါဘူးလို့မာကိုရူဘီယိုကသူထုတ်ပြန်ကြေညာထားတယ်အမေရိကန်လုံးဝမပါဘူးအမေရိကန်ကတော့တိနေတယ်ဒါပေမဲ့လုံးဝမပါဘူးလက်နဲ့ထောက်ပံ့တာတွေငွေကြေးထောက်ပံ့တာတွေလည်းဒီစစ်ပွဲမှာမပါဘူးလို့သူပြောထားတယ်ဒါပေမဲ့ Israel ကသူ့နီးသူ့ဟန်နဲ့ဒါသူကိုယ်တိုင်သူ့နိုင်ငံအတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့နောက်ပြီးတော့အရှေ့လေပိုင်းမှာတည်ငြိမ်မှုထိမ့်သိမ်းတဲ့အနေနဲ့သူကဝင်ရောက်တိုက်ခိုက်တာဆိုပြီးတော့မှတော့ဒါပြောရတာလည်းတွေ့ရတယ်အဲ့တော့ဒီတိုက်ပွဲကို the Operation Raising Lion ဆိုပြီးတော့သူနာမည်တပ်ထားတာတွေ့ရတယ်အဲ့ဒါကပြောမယ်ဆိုရင်တော့ဒေသရာဇာချင်းသိပ်နိုးထားမှုစစ်စင်ရေးပေါ့ဗျာအဲ့တော့ဒီ Israel ကတကယ်ထူးခြားတဲ့ဒါပြောမယ်ဆိုခေတ်သစ်သမိုင်းမှာတခါမှဒီလောက်ထိအစစ်မြင့်တဲ့နော်တိုက်ခိုက်မှုမျိုးတခါမှမတွေ့ဘူးပါဘူးဒါစစ်ပညာကိုလေ့လာနေတဲ့တော်တော်များများကဘယ်လိုပြောတော့လဲဆိုတော့ Israel ရဲ့ဝင်ရောက်တိုက်ခိုက်မှုကအင်မတန်မှအစစ်မြင့်ပြီးတော့မှတကယ်ကိုတိကျသေးချာလွန်းတဲ့အတွက်ကြောင့်ဒီလိုမျိုးစစ်စင်ရေးကိုအမေရိကန်မကဘူးတခြားဘယ်နိုင်ငံမှတော့မှသူတို့လောက်မလုပ်နိုင်ဘူးလို့ပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့ Israel ရဲ့ fighter jet တွေအစင်း200လောက်အီရန်နိုင်ငံသူတို့ရဲ့နိုင်ငံပိုင်သေးကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာ။အဲ့ဒီအစင်း200လောက်ဝင်ရောက်ပြီးတော့မှသူတို့ရဲ့ nuclear ရှိတဲ့စက်ရုံတွေမြေအောက်ခန်းတွေမှာရှိတဲ့ nuclear စက်ရုံတွေနောက်ပြီးတော့သူတို့ရဲ့ကောင်းဆောင်တွေပုံအောင်နေတဲ့နေရာတွေမှာနောက်ပြီးတော့သူတို့ရဲ့ radar စနစ်တွေဆက်သွယ်ရေးစနစ်တွေစစ်စခန်းတွေအချက်ချာကြတဲ့နေရာတော်တော်များများကိုဒီလေယာဉ်တွေကဝင်ရောက်တိုက်ခိုက်ပြီးတော့မှဒဇင်းမှမပြတ်ကြဘူးဒဇင်းမှမထုခံရဘူးပြန်ပြီးတော့မှချောမောစွာနဲ့ပြန်ထွက်လာတာပြန်ပြီးတော့မှဆုတ်ခွာလာတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့စစ်စင်ရေးက
အောင်မြင်တဲ့အပြင်ကိုဒီလိုမျိုးစစ်စင်ရေးကခေတ်သက်သမိုင်းမှာတခါမှမတွေ့ဘူးအရင်တော့အကြောင်းတွေ့ဘူးတယ်ကာရှမီးယားမှာအိန္ဒိယကပါကစ္စတန်ကိုဝင်ရောက်တိုက်ခိုက်တဲ့အခါမှာနော်သူ့ရဲ့လေယာဉ်တွေကိုပြန်ပြီးတော့တံပြန်ပစ်ချခံရတာဆိုတော့တကယ်အစစ်မင်းနဲ့ Rafale ပြင်တက်ထုတ်အစစ်မင်းနဲ့ဒီ fighter jet တွေကိုတောင်မှပြောမယ်ဆိုရင်ဒါပါကစ္စတန်ကပစ်ချနိုင်ခဲ့တာအခုက Israel နိုင်ငံရဲ့ F-35 ဒါကိုပြောက်ဟိုတိုက်လေရင်လို့ထားပါတော့ဒါပေမဲ့အီရန်မှာသူတို့ရေဒါတွေအီရန်မှာသူတို့ချမှတ်ထားတဲ့ဒီမြေပြင်ကနဲ့မြေပြင်ပေါ်ကိုတိုက်ခိုက်နိုင်တဲ့ဒီစစ်စင်ရဲ့လက်နက်တွေကသူများနိုင်ငံတွေထက်ပိုပြီးတော့မှတင်းကျပ်စွာဒါတချို့ commentator တွေပြောတာက၄ဆလောက်ပို့ပြီးတော့တိုးမြင့်ထားတယ်အထက်ထပ်ပေါ့၄ထပ်လောက်ကိုသူတို့ကပို့ပြီးတော့အကုန်ကြတွေခံပြီးတော့မှအစစ်မြင့်ကိုဆောင်ရွက်ကာကွယ်ထားတယ်ဆိုတော့ဒီလို radar တို့နောက်ပြီးတော့ detection စနစ်တွေကိုအစစ်မြင့်စွာနဲ့သူတို့ထားတဲ့အတွက်ကြောင့်သူတို့ခေါင်းဆောင်တွေကိုယ်တိုင်ကမကြာခဏအင်တာဗျူးတဲ့အခါမှာသူတို့နိုင်ငံကိုဘယ်သူမှဝင်လာလို့မရဘူးเนาะတကယ်လုံခြုံတယ်သူတို့မှာကတကယ် detection စနစ်တွေเนาะဒါဟိုဖမ်းမိနိုင်တဲ့ radar စနစ်တွေအစစ်မဲ့နည်းပညာစနစ်တွေအများကြီးရှိတယ်ပြီးရင်လာတဲ့လေအားလုံးကိုပစ်ချနိုင်တဲ့เนาะဒုံးပြန်လက်နက်တွေအားလုံးတပ်ဆင်ထားတယ်ဆိုပြီးတော့သူတို့ကမကြာခဏပြောလို့ရှိတယ်ဒါပေမဲ့ Israel ကအစင်းလေယာဉ်အစင်းနေရာလောက်ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာသစင်းမှတော့မှမပစ်ချခံရဘူးဆိုတာကဒါတော်တော်လေးကိုထူးခြားတဲ့နည်းစနစ်တွေဖြစ်တယ် Israel ရဲ့ဒီ fighter jet တွေအစင်းမြင့်တယ်လို့အဲ့ဒီတစ်ခုထဲနဲ့မပြီးပါဘူးသူ့မှာလပေါင်းများစွာကြိုတင်ပြင်ဆင်မှုတွေနဲ့เนาะအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအချိန်တူညီကိုက်ညီမှုရှိအောင်ကွက်တိသူတို့ကပြင်ဆင်တားဆီးပြီးတော့မှဝင်ရောက်သွားတာကိုကျွန်တော်တွေ့ရတယ်အထူးသဖြင့်တော့ဒီမှာကျွန်တော် Israel နိုင်ငံရဲ့ Mossad ဆိုတဲ့ထောက်လှမ်းရေးပညာရှင်တွေ Mossad တွေရဲ့လှုပ်ရှားမှုပါဝင်ပတ်သက်မှုကအင်မတန်ရေးကြီးတဲ့အခန်းကဏ္ဍမှာကျွန်တော်တွေ့ရတယ်။ Mossad တွေကအီရန်နိုင်ငံကိုသူတို့ကိုယ်တိုင်ဝင်ရောက်ပြီးတော့မှပြင်ဆင်ပြီးတော့မှသူတို့ရဲ့ဒီ radar detection စနစ်တွေရှိတဲ့နော်စစ်စခန်းတွေအားလုံးကိုတွားပြီးတော့မှ Israel ရဲ့လေယာဉ်တွေဝင်လာခါနီးဆဲမှာပင်နေသူတို့ကဖြိုချနော်ဖြိုခွင်းနိုင်ခဲ့တယ်ကိုဆိုတာကိုတွေ့ရတယ်အဲ့တော့ Mossad တွေကသူကလပေါင်းများစွာနော်ဒီအစစ်မြင့်တဲ့ဒုံးပြန်စနစ်တွေ drone တိုက်ခိုက်ရေးစနစ်တွေကိုအစိတ်ပိုင်းတစ်ခုဖြတ်ပြီးတော့မှယူသွားပြီးတော့မှအီရန်နိုင်ငံထဲမှာပဲသူတို့ကပြန်ပြီး build up လုပ်တယ်နော်တက်ဆင်ပြီးတော့မှ Israel ကတိုက်ခိုက်မိဆဲမှာ detection လုပ်နိုင်တဲ့စနစ်တွေအားလုံးကိုဖြိုခွင်းနိုင်ခဲ့တယ်ဆိုတာတွေ့ရတယ်အဲ့တော့ဒီ Mossad တွေကဘယ်လောက်ထိတောင်မှစွမ်းတယ်လဲဆိုရင်အီရန်နိုင်ငံထဲမှာရှိတဲ့စစ်ကောင်းဆောင်တွေကိုမီတင်တွေကိုတော့အတူရောင်လုပ်ပြီးတော့မှမီတင်မှာမရောက်လာအောင်တော့ဆွဲခေါ်ပြီးတော့မှအဲ့ဒီမှာ nuclear သိပ္ပံပညာရှင်တွေပါတယ်ပြီးတဲ့အခါမှာ general တွေပါတယ်ပေါ့သူတို့ရဲ့စစ်ကောင်းဆောင်တွေပါတယ်အဲ့တော့အဲ့ဒီထိပ်ပိုင်းဆိုင်ရာစစ်ကောင်းဆောင်တွေ nuclear သိပ္ပံပညာရှင်တွေကမီတင်လာတဲ့နေရာမှာကွက်တိ Israel ကပြစ်မှတ်ထားပြီးတော့မှတိုက်ခိုက်စစ်ဆင်နိုင်ခဲ့တယ်ဆိုတော့တွေ့ရတယ်အဲ့တော့အခုတခါအီရန်ကိုတိုက်ခိုက်တဲ့နေရာမှာအီရန်အတွက်ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်သူရဲ့ nuclear facility နော်၄ခုလောက်ရှိတဲ့သူကခွဲပြီးတော့မှထားတာတောင်တန်းတွေအောက်မှာမြေအောက်တယ်အောင်ဒါပေမဲ့တစ်ခုနှစ်ခုကတော့အနည်းဆုံးဒါထိခိုက်ပျက်စီးတယ်သူတို့ assessment တော့လုပ်လို့မရဘူးထိခိုက်ပျက်စီးသွားတယ်ဒါပြန်ထူထောင်ဖို့ဆိုရင်တော့အနည်းဆုံး10နှစ်လောက်ပြန်ပြီးတော့ကြာသွားမယ်ဆိုတော့နော်အနေထားကိုတချို့ကဒါပညာရှင်တွေကသုံးသပ်ပြောဆိုနေတာကျွန်တော်ကြားသိရတယ်အဲ့တော့အထူးသဖြင့်အရေးကြီးတာကအီရန်ကသူ့ရဲ့ထိပ်ပိုင်းဆိုင်ရာနော်ဒါစစ်ကောင်းဆောင်တွေအပါဝင်နောက်ပြီးတော့သိပ္ပံပညာရှင်2ယောက်ပါအသက်ပေးလိုက်ရတယ်ပေါ့နော်ဒီမှာကြာရှုံးသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ကြာရှုံးသွားတဲ့အထဲမှာခါလမာနီခေါင်းဆောင်ထိပ်ပိုင်းခေါင်းဆောင်ရဲ့ဒုတိယမြောက်မဟာမတ်ဘယ်ဂရီလည်းပါတယ်သူကတကယ်နော် ICG ရဲ့ commander in chief ပေါ့နော်အဲ့တော့သူ့ကိုပြန်အစားထိုးဖို့အတွက်နောက်တစ်ယောက်လူတော့ဒါသူတို့ရထားပြီဒါပေမဲ့ခုနပြောလို့ဒီတစ်ယောက်ကိုအစားထိုးတော့မယ်ဟေ့ဆိုရင်တော့အဲ့ဒီလူကဘာလဲဆိုတော့သူ့ကိုယာထုတုံ့ပြန်ပေးလိုက်တာက death certificate အနေလိုက်တယ်လို့ပဲတယောက်တက်လာတာနဲ့တယောက်ပါလေ Israel ကပြစ်မှတ်ထားပြီးတော့မှအကုန်ဖြိုခွင်းနိုင်အရင်တော့ကကျွန်တော် Hamas တို့ Hezbollah တို့ရဲ့ခေါင်းဆောင်တွေကိုကျွန်တော်ကြည့်ဘူးသူတို့မှတက်လာတဲ့ခေါင်းဆောင်မှန်သမျှကိုတယောက်ပြီးတယောက် Israel ကအချိန်မီအတွင်းမှာဒါအချိန်တူအတွင်းမှာတိုက်ခိုက်ခြေမုံနိုင်ခဲ့တာကိုတွေ့ရတဲ့အတွက်ကြောင့်သူတို့မှပြန်တက်လာဖို့တော့မှတော်တော်လေးရှင်သေးနေရတယ်။အဲ့တော့တက်လာတဲ့ခေါင်းဆောင်တွေကလည်းတော်တော်လေးကိုမျက်ခုံးလုပ်နေရတယ်ပေါ့နော်
ဘာလို့သူတို့တက်လာတာနဲ့အဲ့ဒီတက်လာတဲ့ certificate ကပါလဲဆိုတော့တည်တန်းစာတွေပဲဖြစ်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်အခုဒုတိယတစ်ယောက်လည်းတည်သွားတယ်တတိယတစ်ယောက် Hassan Salamni ဆိုတဲ့ commander တစ်ယောက်လည်းပဲဒါကြာရှုံးသွားတော့တွေ့ရတယ်သူ့ကိုအစားထိုးဖို့တော့ Mohammad Khapor ကိုပြန်ပြီးတော့မှသူတို့အစားထိုးဖို့ရထားတာတွေ့ရတယ်ပြီးတဲ့အခါမှာGolamani Rashid ဆိုတဲ့နော်ဒါ deputy commander အဲ့တယောက်လည်း commander in chief ပေါ့နော်နောက်တစ်ယောက်ကကျတော့ဒီသိပ္ပံပညာရှင်2ယောက်ထဲမှာကျတော့ Faridol Abbasi ဆိုတဲ့နော်ဒါ atomic ဒီ energy organization ရဲ့ခေါင်းဆောင်ထိပ်ပိုင်းဆိုင်ရာ nuclear သိပ္ပံပညာရှင်2ယောက်ထိပ်ပိုင်းဆိုင်ရာစစ်ခေါင်းဆောင်စစ်ဗိုလ်ချုပ်9ယောက်ပေါ့အဲ့တော့အားလုံး9ယောက်ကြာရှုံးသွားတော့ကျွန်တော်တွေ့ရတယ်ဆိုတာကိုသင်ပြချင်တယ်အဲ့တော့တစ်ဖက်မှာပြောရင်လည်းပဲ Israel ရဲ့မဟာမိတ်နိုင်ငံတွေအနေနဲ့ဒါ Israel ရဲ့လက်ဦးယူမှုကာကွယ်တိုက်ခိုက်မှုကိုဒါခြေစူးတော့တရားမှာပါဘာလို့လဲဆိုတော့သူတို့ကပေါ်တင်တော့မပြောဘူးဒါပေမဲ့အမေရိကန်တော်မှဒါရှုံးချတာမတွေ့ရဘူးနော်ရှုံးချတာမတွေ့ရဘူးဘာလို့အမေရိကန်ကိုယ်တိုင်ကလည်းအီရန်ကိုတနည်းမဟုတ်တနည်းအရေးယူဖို့အတွက်သူတို့ကြိုတင်ပြီးတော့စဉ်းစားနေတဲ့အထဲမှာဒါအားပေးတာတော့မဟုတ်ပေမဲ့သူတို့ရှုံလည်းမရှုံးချတော့တွေ့ရတယ်အဲ့တော့အီရန်ကတော့Israel ကိုပြန်လဲတိုက်ခိုက်ပြီးတော့မှပြန်လဲပြီးတော့လက်တုပ်ပြန်တဲ့အနေနဲ့ Israel ရဲ့မြို့တော်မှာ drone ရာပေါင်းများစွာပြန်ပြီးတော့မှဝန်တိုက်ခိုက်ခဲ့တယ်ဆိုတာတွေ့ရတယ်။လက်ရှိအနေထားမှာ Israel မှာကလူ3ယောက်ပဲတည်သေးတယ်။ဒါတချို့ဒဏ်ရာရတာတွေတော့ကြားသိရတယ်။အီရန်မှာတော့အနည်းဆုံး88ယောက်နော်တိတ်ဆုံးသွားပြီးတော့လူ320ကျော်ဒဏ်ရာရတယ်ဆိုတာကိုကြားသိရတယ်။အီရန်ကပြန်လဲပြီးတော့လက်တုပ်ပြန်တိုက်ခိုက်တဲ့နေရာမှာကျတော့သူက Israel ရဲ့အချက်ချာကြတဲ့စီးစခန်းတွေကိုတိုက်တာမဟုတ်ပဲနဲ့ပြည်သူလူထုတွေနေထိုင်တဲ့နေရာမှာအဓိကနော်ကြိုက်တဲ့နေရာကြပါစေပေါ့မြို့တော်ထဲမှာလာပြီးလူနေထူထပ်တဲ့နေရာတွေမှာတွားပြီးတော့တိုက်ခိုက်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါသူ့ရဲ့ကိုချင်းတွေပေါ့နော်ဒီမှာရှင်းရှင်းလေးမြင်တွေ့နိုင် Israel ကတော့သူတိုက်တဲ့အခါမှာနော်လူနေမှုများတဲ့နေရာတွေမှာသူမတိုက်ဘူးသူကစီးစခန်းတွေ nuclear လက်နက်ရှိတဲ့နေရာတွေနော်နောက်ပြီးတော့စစ်ကောင်းဆောင်တွေကိုအဓိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တယ်ဆိုတော့တွေ့ရတယ်ဒါတိုက်တဲ့နေရာမှာတော့မှဒါ morally ပေါ့တွေ့မြင်နိုင်တယ်ဘယ်သူကပို့ပြီးတော့အဆင့်မြင့်လဲဆိုတော့ပေါ့နော်အဲ့တော့အီရန်ကပြန်ပြီးတော့လက်တုပ်ပြန်တဲ့နေရာမှာ drone ရာပေါင်းများစွာကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်ပြီးတဲ့အခါမှာအဆင့်မြင့်တဲ့ ballistic missile တွေ150ကျော်ပေါ့ပစ်ခတ်တဲ့နေရာမှာဒါ Israel ကိုတချို့ကြားတယ်ဒါပေမဲ့အများစုကိုတော့ဒါ Iron Dome စနစ်နဲ့ကာကွယ်နိုင်ခဲ့တယ်ဆိုတော့တွေ့ရတယ်အခုလက်တလောအခြေအနေမှာကထူးခြားတာကဘာလဲဆိုတော့အီရန်တနိုင်ငံလုံးမှာအစိုးရကအင်တာနက်စနစ်တွေကိုဖျက်တောက်ထားတယ်ဆိုတာကြားသိရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့နိုင်ငံမှာထိခိုက်ဆုံးရှုံးနေတာသွားတဲ့အရာကိုပြည်သူတွေကိုမတွေ့မမြင်စေချင်တာအထူးသဖြင့်အနောက်နိုင်ငံပေါ့အနောက်နိုင်ငံနဲ့အမေရိကန်အစ္စရေးတွေကိုမတွေ့စေချင်တဲ့အတွက်ကြောင့်သူနော်ဒါ online မှာမတွေ့မြင်စေချင်တဲ့အတွက်ကြောင့်သူပိတ်ထားတဲ့သဘောရှိပါတယ်။နောက်တစ်ခုကသူ့နိုင်ငံကသိပ္ပံကောင်းဆောင်တွေရဲ့ဒါဆက်သွယ်ရေးစနစ်တွေလည်းပဲသူတို့ကအများကြီးသတိထားပြီးတော့မှဖျက်တောက်လိုက်တဲ့သဘောရှိတယ်။ဘာလို့ဆိုတော့ကောင်းဆောင်ပိုင်းဆိုင်ရာနော်ဒီဆက်သွယ်ရေးဆိုင်ရာအားလုံးကို Israel ရဲ့နည်းပညာတွေကထောက်ပြီးတော့မှဘယ်နားမှာရှိတယ်ဆိုတဲ့ location တွေပြတဲ့အတွက်ကြောင့်သူတို့အဲ့ဒါကိုကာကွယ်တဲ့အနေနဲ့နော်ဒါဖျက်တောက်တဲ့သဘောရှိပါတယ် Israel ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာတော့မှဒါ cyber attack တွေပေါ့နော်ဒါ cyber attack တွေလုပ်တယ်ပြီးတဲ့အခါမှာသူတို့နော်ဒါဟို radar စနစ်တွေသူတို့ကိုဒါဖမ်းလို့မမိနိုင်အောင်ဒါနည်းပညာအမျိုးမျိုးနဲ့ jamming system တွေသူတို့တုံးပြီးတော့မှဒါတွားတယ်ဆိုတာကိုကျွန်တော်ကြားသိရတယ်အဲ့တော့အီရန်နိုင်ငံအခုလိုတိုက်ခိုက်ခံရတဲ့အခါမှာအီရန်ပြည်သူအများစုရဲ့သဘောထားကတော့ဒါ50-50လို့ပြောလို့တော့ရပါတယ်ဘာလို့ဆိုအီရန်နိုင်ငံဒါတော်တော်များများကလည်းသူတို့ရဲ့အစိုးရကိုသူတို့မကြိုက်ဘူးအများစုကမကြိုက်ဘူးတော့တလောကတော့မှဒါလွန်ခဲ့တဲ့အခါကကျွန်တော်ဒီဆန္ဒပြမှုတွေဖြစ်တယ်သူတို့အစိုးရကိုသူတို့ဆန္ဒပြမှုတွေအကျဉ်းချင်းဖြစ်တယ်ဒါပေမဲ့သူတို့မှာကဒါအာဏာရှင်စနစ်ဖြစ်တဲ့အတွက်ကြောင့်ဖိနှိပ်ပြီးတော့အမျိုးမျိုးနော်နှစ်ရှည်ထောင်ဒဏ်တွေချခံပြီးတော့ချပြီးတော့မှသူတို့ဖိနှိပ်တဲ့အတွက်ကြောင့်ဒါပြည်သူတွေကပြန်ပြီးတော့ဒါဟောပေါ့ပြည်သူတွေကဆန္ဒပြမှုတွေရော့ပါလာအခုအနောက်နိုင်ငံတွေမှာနေတဲ့အီရန်နိုင်ငံသားအများစုလည်းပဲသူတို့အစိုးရကိုရှုံချတာကိုကျွန်တော်တွေ့ရတယ်ဒါအမေရိကမှာအနောက်နိုင်ငံတွေမှာအီရန်နိုင်ငံသား population အများများပါတယ်အထူးဖြင့်ပညာရှင်တွေအများကြီးနိုင်ငံခြားမှာနေထိုင်နေတာကိုကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့သူတို့အဲ့ဒီပညာရှင်တွေနိုင်ငံခြားမှာနေထိုင်တော့အီရန်နိုင်ငံသားအများစုကပင်လေသူတို့နိုင်ငံကိုအတွက်အပြောင်းလဲကိုသူတို့မျှော်လင့်နေတယ်ဆိုတော့တွေ့ရတယ်။ဘာလို့ဆိုတော့သူတို့နိုင်ငံကကမ္ဘာပေါ်မှာဒါ isolation
ဖြစ်ချင်းကိုခံရတဲ့အပင်ကိုဒါကဘာမှာရှိတဲ့အကြမ်းဖက်မှုအများစုအဖွဲ့အစည်းအများစုကိုထောက်ပံ့နေတဲ့အစိုးရဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်မကြိုက်ပါဘူးဥပမာအဖြစ်ကျွန်တော်လက်ဘနွန်မှာရှိတဲ့ Hezbollah ပြီးရင်ပါလက်စတိုင်းမှာနော် Hamas ကျွန်တော်ကဘာမှာတကယ်စိုးတွန်းတဲ့ဒီအကြမ်းဖက်တွေအများစုကိုသူတို့ထောက်ပံ့ရဲမဲမှာဆိုရင်တော့ဟူတီတွေကိုသူတို့ထောက်ပံ့ဆိုတော့စစ်ရေးအရလက်နက်အရပြီးတဲ့အခါမှာငွေကြေးမြောက်များစွာအဲ့ဒီလိုအကြမ်းဖက်တဲ့ဒီအဖွဲ့အစည်းတွေနော်ဒါအစွန်းရောက်အဖွဲ့အစည်းတွေကိုထောက်ပံ့တဲ့အတွက်ကြောင့်သူတို့နိုင်ငံရဲ့စီးပွားရေးကလည်းပဲတက်တဲ့လောက်မတက်လာဘူးသူတို့နိုင်ငံမှာတန်ရာဇာရရေနံအင်မတန်ပေါ်ကျွယ်တာဖြစ်တယ်ဒါပေမဲ့မတက်လာဘူးတကယ်ဆိုရင်ရှေ့လေပိုင်းမှာသူတို့ကအင်မတန်ချမ်းသာကြွယ်ဝတဲ့ Saudi Arabia နဲ့ရှင်လို့ရတဲ့အထိတော့မှသူတို့မှာဒါတန်ရာဇာရတွေပေါ်များကြွယ်ဝတာဖြစ်ပါတယ်ဒါပေမဲ့ခုနပြောတဲ့အတိုင်းသူတို့အစိုးရရဲ့အာဏာရှင်စနစ်ဘာသာရေးအစွန်းရောက်နဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်နော်ဒါကမ္ဘာမျက်နှာပြင်မှာတက်လာတဲ့တော့သူတို့တက်မလာဘူးဆိုတော့တွေ့ရတယ်အဲ့တော့အခုနေသားမှာတော့ဆက်လက်ပြီးဘာတွေဖြစ်လာအောင်မလဲဆိုတာကိုတော့ဒါကမ္ဘာတစ်ခုလုံးကလည်းစောင့်ကြည့်နေရတယ်လို့ကျွန်တော် Israel ကတော့အထူးသဖြင့်ပြန်လည်ပြီးတော့မှသူတို့ဒါလက်တော့ပြန်လာမဲ့အနေအထားကိုဒါတတိကြီးစွာနဲ့စောင့်စားနေတာဖြစ်တယ်အဲ့တော့ Israel ကတော့ပြောပြီးသားမတိုက်ခင်ကလေးကနဲ့သူတို့လက်တော့ပြန်မှုဘလောက်တိုင်းတာထိရှိလာမယ်ဆိုတာခန့်မှန်းလို့ရတယ်ဖြစ်လာမဲ့လက်တော့ပြန်မှုအားလုံးကိုကာကွယ်တိုက်ခိုက်နိုင်မှုအတွက်ငါတို့ကကြိုတင်ပြင်ဆင်ထားတယ်ဆိုပြီးတော့သူတို့ပြောသွားတာတွေ့ရတယ်အဲ့တော့ Israel အနေနဲ့လည်းပဲဒါအခုတခါတိုက်ခိုက်တာဟာဆိုရင်ဒါအစပဲရှိသေးတယ်အီရန်မှာရှိတဲ့နျူကလ িয়ার တပ်ပေါင်းဖို့တွေစက်ယုံတွေအားလုံးပျက်စီးပြတ်သုံးသွားတဲ့အထိငါတို့ဆက်လက်ပြီးတော့တိုက်ခိုက်မယ်ဆိုပြီးတော့ဒါကြိမ်ဝါထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဘင်ဂျမင်နာတာယာဟုကတော့ဒါတကယ် strong leader လည်းဖြစ်တယ်သူတို့ရဲ့ဒီတခါပေါ့နော်ဒီ Operation Rising Lion ဆိုတာလည်းတကယ်စိတ်ဝင်စားစရာကောင်းပါတယ်ဘာလို့သူ့နာမည်ကကိုနော်နိုးထလာတဲ့ချင်းသိကြီးဆိုတာ The Lion of Judah လို့ပြောလို့ရတယ်ယူဒအမျိုးချင်းသိတော့ Rising Lion ဆိုတာ connection အများကြီးရှိတယ်နော် Israel ရဲ့ operation မတိုင်ခင်ဇွန်လ12ရက်နေ့မှာဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟုက Wailing Wall မှာတွားပြီးတော့ဆုတောင်းတယ်တောင်းတဲ့အခါမှာသူဆုတောင်းရင်းနဲ့ဆုတောင်းတဲ့စာဆောင်လေးဆုတောင်းစာလေးတခုကိုနိုင်ငံအုပ်ပြကြားထဲမှာသူထားခဲ့တယ်အဲ့ဒီစာဆောင်နောက်ပိုင်းကြည့်လိုက်တဲ့အခါမှာကျတော့ဘာဖြစ်နေလဲဆိုတော့တောလိုက်ရကြံခန်းကြီး23 24တွေကချမ်းချက်လေးဖြစ်နေတယ်အဲ့ဒီဇွန်လ12ရက်နေ့ဆုတောင်းပြီးတဲ့နောက်မှာဇွန်လ23ရက်နေ့မှာဆိုရင်တော့စတင်ပြီးတော့အီရန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်အဲ့တော့အဲ့ဒီဝန်ကြီးချုပ်တောင်းခဲ့တဲ့ဒီဆုတောင်းစာဆောင်လေးကိုကျွန်တော်ဒီမှာဖော်ပြခြင်းတယ်သူဘာပြောထားလဲဆိုတော့ဤလူမျိုးဒီချင်းသိပ်ကဲ့သို့ထားလိမ့်မည်ချင်းသိပ်ပြိုကဲ့သို့ထားလိမ့်မည်ဖမ်းမိတော့အကောင်ကိုမစားမီတတ်အပ်သောတရိษံအသွေးကိုမတောက်မီတိုင်အောင်ငြိမ်ဝတ်စွာမနေဟုမဆို၏ဒါကြောင့်မို့သူ့ရဲ့ operation စစ်စင်ရေးနာမည်ကိုဗာလဲဆိုတော့ Rising Lion နော်နိုးထလာတော့ချင်းသိပ်ပြိုဆိုပြီးတော့မှ operation စစ်စင်ရေးနာမည်ကိုပေးထားတာကျွန်တော်တွေ့ရတယ်အဲ့တော့ဆူတောင်းပြီးတဲ့နောက်နေ့မှာပဲ Israel ကနော်ဒါအီရန်ကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ထုံးနေခဲ့တာကိုကျွန်တော်တွေ့ရတယ်ခရစ်တော်ယေရှုဖျားဗာလဲဆိုတော့သူ့ကိုချင်းသိပ်နဲ့နိုင်ထားတာ Rising Lion နော် The Lion of Judah လို့ပြောတယ်ယူဒအမျိုးရဲ့ချင်းသိပ်ဆိုတော့နိုးထလာတော့ချင်းသိပ်ပေါ့ဒါနောက်ဆုံးတော့ခေတ်ကာလရဲ့ prophetic စကားနဲ့အမတန်မှဒါကိုက်ညီမှုရှိတယ်ပေါ့နော်ဘာလို့ဆိုပထမတစ်ချိန်သခင်ယေရှုခရစ်တော်လောကကိုကြွလာတာဟာဆိုရင်တိုးတငယ်ကဲလို့ကြွလာတာဖြစ်ပါတယ်တိုးတငယ်အသက်ပေးဖို့ကြွလာလောကကိုကယ်တင်မှုသူကိုယ်တိုင်ပါလဲဆိုတော့တိုးတငယ်ကဲလို့ဖြစ်တယ်အရင်ပထမတစ်ခါနာဇီတုန်းကအစ္စရေးနိုင်ငံကိုနာဇီဂျာမနီလူမျိုးတွေတပ်ဖြတ်တဲ့အခါမှာသူကတိုးငယ်လေးလို့ပဲနော် concentration camp တွေမှာအဆုလိုက်အပုံလိုက်တပ်ဖြတ်တဲ့အခါသူတို့မှပြန်လည်ပြီးတော့မတုံ့ပြန်နိုင်ဘူးအားနေတဲ့တိုးတငယ်လေးလို့ဖြစ်တယ်ဒါပေမဲ့အခုဒီတစ်ခါတော့ဗာလဲ Israel ကအရင်တော့ကလိုမျိုးတိုးလေးမဟုတ်တော့ဘူးသူက lion ဖြစ်လာပြီ lion နော်ကေတရာစာချင်းသိမ့်မင်းကြီးဘာလို့ဆိုတော့ तू ကတိုက်ခိုက်လို့မရတော့ तू မှာအင်အားကြီးလာပြီနော်အခုကတော့ lion ဖြစ်သွားပြီ the lion of Judah ယူဒအမျိုးရဲ့ lion ဖြစ်လာပြီနော်နောက်ဆုံးတော့ကာလမှာယေရှုသခင်ဖျားပြန်လဲကြွလာပြီးတော့မှခြေဆောင်ခြင်းလာတဲ့အခါမှာအဲ့ဒီချိန်ဆိုရင်တော့ဗာလဲဆိုတော့ lion နော်ချင်းသိကဲတို့နော်အင်အားကြီးစွာနဲ့နော်ဟောက်တော့ချင်းသိကဲလို့ပေါ့ပြောမယ်ဆိုရင်အင်အားကြီးစွာနဲ့တဘိုးခရာတွေနဲ့ပြန်လဲပြီးတော့မှလာမယ်ဆိုတော့ကျွန်တော်တွေ့ရတယ်
Israel နဲ့ Iran နိုင်ငံကြားတွေကစစ်ကပြောမယ်ဆိုရင်အခုမှစတာတော့မဟုတ်ပါဘူးတမိုင်းကြောင်းထဲမှာဒါဒီနိုင်ငံကနော်အရင်တော့ကတော့မိတ်ဆွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းနော်ဒီဘာသာရေးအစွန်းရောက်ရှီယိုက်မွတ်စလင်ခါလမာနီကဒါဥဆောင်သွားတဲ့အခါမှာကျတော့ဒီနိုင်ငံကြားမှာအမုန်းတရားတွေကြီးထွားလာတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်တော့အော်တိုဘာလ9ရက်နေ့2023ကနေစပြီးတော့ဒါဟာမတ်စ်နော်ဂျမ်ဖက်တွေကအစ္စရေးကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်ကစပြီးတော့အစ္စရေးကတောက်လျှောက်နော်ဂါဇာမှာရှိတဲ့ဟာမတ်စ်တွေကိုသူတို့နိုင်နေတယ်ပြီးတဲ့အခါလက်ဘနွန်မှာရှိတဲ့ဟစ်ဇ်ဘောလာတွေကိုနိုင်နေတယ်ဒီဟာတွေအားလုံးကဘာလဲဆိုတော့အီရန်နဲ့ဒါ proxy war တွေဖြစ်တယ်အဲ့တော့ဖြည်းဖြည်းချင်းဟာမတ်စ်နဲ့ဟစ်ဇ်ဘောလာနဲ့အခုဟူတီယီမန်မှာရှိတဲ့ဟူတီတွေကိုသူကဒါ control ပေါ့နော်ပြောမယ်ဆိုရင်သူတို့ကိုအချက်ကြအရင်ဆုံးတိုက်ခိုက်ပြီးသွားတဲ့အခါမှာအခုအီရန်ကိုဝင်တိုက်တယ်အဲ့တော့အီရန်အနေနဲ့အခုနကအကြမ်းဖက်တွေကိုဒါ proxy ပေါ့တဆင့်ခံဂျားကန်အနေနဲ့သူကပြန်လဲတိုက်ခိုက်နိုင်ဖို့အင်အားမရှိတော့အင်အားကြီးနေတော့သူအနည်းဆုံးမှာရှိတဲ့ပတ်ဝန်းကျင်မှာရှိတဲ့အကြမ်းဖက်အဖွဲ့အစည်းအီရန်ရဲ့ပါတနာတွေအားလုံးကပါလေဆိုတော့ချိနေသွားပြီဖြစ်တဲ့အတွက်အစ္စရေးက direct အီရန်ကိုတိုက်ခိုက်တဲ့သဘောရှိပါတယ်အဲ့တော့သူတိုက်ခိုက်တဲ့ဟာကလည်းတော့ဒါကြိုတင်ပြင်ဆင်မှုတွေနဲ့အချက်ကြနော်အစစ်မြင့်စွာနဲ့တိုက်ခိုက်တော့သွားတဲ့အတွက်ကြောင့်နော်ဒီအရေးခင်းကဘယ်လိုထပ်ဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်မှာဖြစ်တယ်တတိယကမ္ဘာစစ်ကြီးဒီနေရာကနဲ့စစ်မီးပွားသွားနိုင်ပါတယ်ဘာလို့ဆိုတော့ပူတင်ရောအခုသမ္မတထရန့်ရောပူတင်နဲ့တရုတ်ကနော်ဒါအီရန်ရဲ့ပါတနာတွေနော်အမေရိကန်ကတော့ဒါအစ္စရေးရဲ့ပါတနာဆိုတော့အစ္စရေးမှာကြီးမားတဲ့အနိဋ္ဌာယုံတခုခုတာဖြစ်လာမယ်ဆိုရင်တော့အမေရိကန်လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးအမေရိကန်ပါဝင်နေတော့ပေါ့နောက်နိုင်ငံတွေကလည်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတော့တတိကြီးစွာနဲ့ပေါ့နော်စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်အစ္စရေးနဲ့အီရန်ကြားမှာဖြစ်နေတဲ့ဒီအဖြစ်အပျက်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကပရောဖက်ကြီးကယေရမိ49ထဲမှာလည်းပဲသူကနော်ပရောဖက်ဟောပြောစကားနဲ့ဟောပြောထားတဲ့အကြောင်းအရာတွေရှိတယ်ဒါကအခုတော့မဖြစ်သေးပေမဲ့စဖြစ်လာတဲ့သဘောလဲကျွန်တော်တွေ့နေရတယ်။ဘာပြောထားလဲဆိုတော့ယူဒရှင်ဘုရင်ဇေဒကိမင်းနန်းဆန်စကအီလန်ပြည်ဆိုတာအီရန်ကိုပြောတာဖြစ်တယ်။အီလန်ပြည်ကိုရီမတ်တော်ထားဖျား၏နှုတ်ကပတ်တော်ဒီပရောဖက်ယေရမိတို့ရောက်လာ၍ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန်တော်မူသည်ကအီလန်ဤလေးတီဟူသောသူ၏အစွမ်းတတ္တိအထွတ်မြတ်ကိုငါချိုးမယ်။အီလန်ရဲ့လေးနော်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကနေဒါနောင်ကာလဆိုတာအခုဖြစ်လာမဲ့အကြောင်းအရာတွေကိုကြိုတင်ပြီးတော့ prophet တွေကဟောပြောခဲ့တဲ့အကြောင်းအရာဒါကဘာလဲဆိုတော့အီလန်ဤဆိုတာအီလန်ယေရမိ49:36မှာသူကဘာလဲ35မှာအီလန်ဤလေးတီဟူတော့လေးဆိုတာအရင်တော့မြားလက်နဲ့တွေကိုပြောတာဖြစ်တယ်ဒါပေမဲ့ तू ကအစွမ်းတတိအခုကဘာပြောလဲဆိုတော့အီလန်ဤလေးတီဟူတော့သူရဲ့အစွမ်းတတိအထွတ်အမြတ်ကိုငါချိုးမိလေးတီဟူတော့လေးဆိုတာကမြားပြတဲ့လက်နဲ့တွေကိုပြောတာဒါပေမဲ့အခုခေတ်ကလေးကဘာလဲဆိုတော့ missile ballistic missile တွေပြောတယ်ဒုံးလက်နက်တွေအီရန်ရဲ့နံပါတ်1အားကိုရဆုံးကဘာလဲဆိုတော့တာဝေးပြဒုံးလက်နက်တွေသူတို့ကအဆင့်မြင့်အများကြီးတည်ထွင်ထားပြီးတော့အဲ့ဒီဒုံးလက်နက်တွေဘယ်လောက်ထိတောင်ရှိပါပြီဆိုတာကိုစီးပြစကန်တွေမှာသူတို့ကစီးပြအခမ်းအနားတွေမှာနော်မကြာခဏသူတို့ကထုတ်ဖော်ပြီးတော့မှဝါကြွားလေးရှိတယ်ပြတာလေးရှိတယ်အဲ့တော့အဲ့ဒီဟာကသူတို့နိုင်ငံရဲ့အတိကလက်နက်ဖြစ်နေတယ်အတိကဘာလဲဆိုတော့သူတို့ရဲ့ဒါဝါကြွားစရာဖြစ်နေဒါကြောင့်မို့သူရဲ့အစွမ်းတတိဖြစ်နေဒီမှာကျမ်းစာစကားနဲ့ပြောမယ်ဆိုအစွမ်းတတိအထွတ်အမြတ်သူရဲ့အထွတ်အမြတ်ကဘာလဲဆိုတော့ဒုံးလက်နက်တွေနော် ballistic missile တွေအဲ့တော့အဲ့ဒီဟာတွေကိုကျမ်းစာမှာပြောသူရဲ့အစွမ်းတတိအထွတ်အမြတ်လေးတီးဟူတော့လက်နက်အမျိုးစုံကိုငါချိုးဖြတ်မယ်အရက်လေးမျက်နာတို့ကလေလေးမျိုးကိုအီလန်ပြည်တို့ငါဆောင်ခဲ့မယ်လေလေးမျိုးဆိုတာနော်ဘယ်လိုမျိုးလေကိုပြောတာလဲဆိုတာကတော့ဒါကျွန်တော်ခေတ်သမိုင်းခေတ်တဲ့နဲ့ကျွန်တော်နိုင်ရှင်ချိန်ထိုးပြီးတော့ပြောမယ်ဆိုရင်အရှိန်မြင့်နဲ့အတန်ထက်မြန်နဲ့နော်အရှိန်တဟုန်နဲ့လာမဲ့လက်နက်ကရိယာတစ်ခုခုဖြစ်မယ်နော်လေလေးမျိုးကိုအီလန်ပြည်တို့ငါဆောင်ခဲ့မယ်ထိုလေတို့ရှေ့မှာပြည်သားများကိုငါမြင့်ပြီထိုတို့နင်ထုတ်တော့အီလန်ပြည်သားမရောက်တော့တိုင်းနိုင်ငံတခုမှမရှိရကဘာကြီးအမှာပြတ်နေတော့အီလန်ပြည်ရဲ့နော်လက်နက်အထွတ်ထိပ်တွေကိုချိုးဖြတ်မယ်ဒီ prophecy ကဒါအခုတော့အစပဲရှိသေးတယ်နော်ဒါပြန်လာဖို့ရှိတယ်ဘာလို့ဆိုရေစီချီလာ38-39မှာအီလန်ပြည်ဒါပါရီတီနိုင်ငံ
Persian Empire ပေါ့ပြောမယ်ဆို Persian ပြည်အပါဝင်ဂေါကမာဂေါကဒီအဖွဲ့တွေကမဟာမိတ်ဖွဲ့ပြီးတော့မှ Israel ကိုလာရောက်တိုက်ခိုက်မယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့အခုအဲ့ဒီဟာတွေက prophet ပြုထားတဲ့အတိုင်းအားလုံးလာပြီးတော့ align ဖြစ်နေတာကိုတွေ့ရတယ်အခုဆိုရင်နော်အီရန်ရဲ့မဟာမိတ်တွေအားလုံးကြည့်လိုက် prophecy မှာရေးထားတဲ့အကြောင်းအရာတွေနော်တူရကီနိုင်ငံကအစနောက်ပြီးတော့ရုရှားတရုတ်ပြီးရင်ဆူဒန်ဒီနိုင်ငံတွေအားလုံးကအီရန်ရဲ့မဟာမိတ်တွေဖြစ်လာတယ်နော်သူတို့ကမဟာမိတ်ဖွဲ့ပြီးတော့မှယေရုရှလင်ကိုလာပြီးတော့ဝန်းရံတိုက်ခိုက်မယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီအခြေအနေတော့ဘယ်ချိန်လဲကျွန်တော်မသိဘူးအခုတော့ဒါစစ်မီးစတောက်နေတဲ့အချိန်မှာဒါကအစပဲရှိသေးတယ်ဆိုတော့အကြောင်းအရာကိုကျွန်တော် prophecy အပြင်လဲတွေ့မိရတယ်ဒါကြောင့်ဒီနေ့ update ပေါ့နော်ဒါဆက်လက်ပြီးတော့စောင့်ကြည့်အောင်မှာဖြစ်တယ်အဲ့တော့ယုံကြည်သူများခရိယန်ယုံကြည်သူအားလုံးအနေနဲ့တော့ဒီနေ့ကျွန်တော် pray for the peace of Jerusalem ယေရုရှလင်ငြိမ်းချမ်းမှုအတွက်ဆုတောင်းရမယ် pray for the peace of the world ကမ္ဘာငြိမ်းချမ်းရေးအတွက်ကျွန်တော်ဆုတောင်းပြီးတဲ့အခါမှာဒါစစ်ပွဲဆိုတာတော့အောင်တယ်ဆိုတာမရှိပါဘူးဒါအားလုံးရှုံးကြည့်ပါပဲလူမြောက်များစွာတည်ကြည်ပျက်စီးရတယ်အိုးအိမ်မြောက်များစွာမိသားစုမြောက်များစွာပျက်စီးဆုံးရှုံးရတယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာ prophecy ပြုထားတဲ့အကြောင်းအရာတွေကဒါတနေ့ကျရင်ပြည့်စုံလားမပြည့်စုံလားလို့မရဘူးနော် Israel နဲ့ Iran ဆိုတာကအရင်တော့လည်းကျွန်တော်ပြောဘူးတယ်ဒီနှစ်နိုင်ငံဟာဆိုရင်အခုမှရန်သူမဟုတ်ဒါဝိညာဉ်လောကမှာပြင်နေသူတို့ကရန်သူဖြစ်တယ် Israel ကိုကာကွယ်တိုက်ခိုက်ပြီးတဲ့ကောင်းကင်တမန်မင်းများနောက်ပြီးတော့ Iran နိုင်ငံမှာဒါ prophet တိုင်းလာပါပြောလဲဆိုတော့ Iran parity နိုင်ငံကိုအစိုးရတော်မင်းလို့ပြောတယ်ဒါလေထုထဲမှာနတ်ဆိုးမင်းတွေက parity နိုင်ငံဖြစ်တဲ့ဒါ Iran ပေါ့ Persian Empire ကိုကာကွယ်ထားတယ်အဲ့တော့အဲ့ဒီနတ်ဆိုးတွေနဲ့ဒါ Israel ကိုကာကွယ်တဲ့ကောင်းကင်တမန်မင်းတွေကလာပြီးတော့တိုက်ခိုက်တယ်ထိတ်တိုက်ရင်ဆိုင်ပေးမဝင်ဘူးလို့ပြောတယ်တားဆီးတယ်လို့ပြောတယ်သူတို့အဲ့ဒီတမိုင်းကလေးကနဲ့တမိုင်းချောင်းကလေးကနဲ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း3000ဝန်းကျင်2500 3000ဝန်းကျင်ကလေးကနဲ့ဒီနိုင်ငံကဒါ spiritual warfare ဖြစ်နေဝိညာဉ်လောကမှာတိုက်ပွဲဖြစ်နေအဲ့တော့နောက်ဆုံးတော့ကာလမှာတကြောပြန်လဲလာဖို့ရှိတယ်ဆက်လက်ပြီးတော့စောင့်ကြည့်ရပါမယ် peace shalom